သွားနေပြီဆိုတော့တော့သူစိတ်တိုင်းတိုင်းသူ့ဖေတော့ပြီးတော့ဟာမီးရေချောင်းတို့ရိုက်ထားမယ်နော်ဒိတ်မတန်းတယ်ကလုံးကြီးတော်လေးမိုင်နော်ဒီကဘာမှအကြောင်းနေရှိတယ်အကြောင်းတော့ဟိုမှာပဲကျင်းခိုင်းနိုင်တော့ဒီကချင်းနေချိန်ကောင်းပါလေခင်ဗျလိုကောင်းလားပြောနေရပြောလားဆိုကျွန်တော်ပြောပါ